အဲ့ဒီအခွင့်အရေးမျိုးတွေလည်းမပေးနိုင်တဲ့နေရာကျမတို့ကျောင်းတွေမှာဒီနေ့ဒီချိန်ထိဖြစ်နေပါသေးတယ်အဲ့တော့ဘာလုပ်လဲဆိုတော့နောက်ဆုံးမှာအိမ်ကကျောင်းကပရဝုံကဝေးတဲ့နေရာတွေကိုတဖြည်းဖြည်းရွေ့ကြပြီးတော့နားမျက်စိကွယ်ရာတွေမှာအပြန်အလှန်စကားပြောကုန်ကြတာပါပဲလက်ဖက်ရည်ဆိုင်ရောက်ချင်းရောက်တယ်လက်ဖက်ရည်ဆိုင်မှာလည်းအစင်မပြေသေးဘူးထင်ဘီယာဆိုင်ရောက်သွားမယ်ဘီယာဆိုင်မှာမှအစင်မပြေသေးဘူးထင်ကြိုက်တဲ့မျက်ကွယ်ကြည်ကွယ်နေရာတွေရောက်သွားတော့မှာပဲအဲ့ဒီနေရာမှာပဲငါပြောချင်တဲ့စကားကိုနားထောင်မဲ့လူရှိတယ်ဟေ့ငါရှင်ထဲကအတန်ကိုနားဆွင့်မဲ့လူရှိတယ်ဟေ့လို့မြင်လာတဲ့အချိန်ကြရင်ကျမတို့တော်တော်အဆင်မပြေဖြစ်ပါဘူးဟုတ်ပြီနားထောင်မဲ့လူရှိပါပြီတဲ့ပြောတတ်ရဲ့လားကိုဘာလို့လဲဆိုတာကိုထိထိရောက်ရောက်ပြောတတ်ရဲ့လားကိုဘာခွင့်ရေးတွေဆုံးရှုံးနေတယ်ဆိုတာကိုဟုတ်တိပတ်တိပြောရဲ့လားပြောတတ်ရဲ့လားကိုအခွင့်ရေးဘာရှိတယ်ဆိုတာမှမသိရင်ဘာဆုံးရှုံးနေဆိုတာကိုဘယ်လုံးမှပြောတတ်စရာအကြောင်းမရှိပါဘူးကိုဘာခွင့်ရေးတွေရှိတယ်ကိုရဲ့ရပိုင်ခွင့်ဟာဘာဆိုတာကိုကိုယ်တိုင်သေချာသိဖို့ကိုဆုံးရှုံးနေတာကိုပြောပြတတ်ဖို့ကိုခံစားနေတာကိုသူများနားထောင်ခြင်းအောင်နားထောင်နိုင်သွားအောင်နားဆွင့်ခြင်းသွားအောင်နားဆွင့်နိုင်သွားအောင်ပြောတတ်ဖို့အဲ့ဒီအတွက်လည်းကျမတို့ရဲ့နိုင်ငံသားများဒေသခံများစူးစမ်းဖို့လိုပါတယ်စာပေလောကမှာလည်းကျမစာရေးဆရာတယောက်ကသူ့သဘောနဲ့သူစင်မောကမစင်မချင်းအောက်ကလူကကြိုက်ကြိုက်မကြိုက်ကြိုက်နားထောင်နေရတယ်ဆိုတဲ့ရှင်ကျေးမှုကိုကျမမနှစ်မြို့ပါအခွင့်အလမ်းဆုံးပြောရတယ်ကျမသွားခဲ့တဲ့နိုင်ငံတကာစာပေပွဲပေါင်းများစွာမှာကျမတို့အချိန်ကန့်သတ်ထားပါတယ်အလုံးဌာနတွေရောက်သွားတဲ့အခါမှာလည်းထုံးစံအတိုင်းပဲအထက်အောက်စီးဆင်းမှုပဲရှိတယ်တာဝန်ပေးတယ်တာဝန်ဟလာဗာလေရေးပါတာပဲလိုချင်တယ်ဘူးမှာအပေါက်ပါတာခွက်မှာအပေါက်ပါတာမလိုချင်ဘူးဆိုတဲ့အနှစ်50မူဝါဒကြီးနဲ့ဖြတ်တန်းလာတဲ့အခါကျတော့ဌာနရောက်သွားတယ်အထက်အရာရှိရဲ့ပြောစကားကိုအောက်ကလက်အောင်ငယ်သားနားထောင်နေအလုပ်လုပ်ရတယ်လက်အောင်ငယ်သားရဲ့ခံစားချက်လက်အောင်ငယ်သားတွေးနေတဲ့အတွေးလက်အောင်ငယ်သားရဲ့အခက်အခဲနားထောင်ပေးမဲ့အထက်အရာရှိမရှိဘူးအဲ့တော့တူးတယောက်တည်းကတလောကလုံးကိုအချိန်တိုင်းတာတစ်ခုအတွင်းမှာအလုံးကောင်းအောင်လုပ်သွားနိုင်မယ်ဆိုတာအစင်လာမရှိပါဘူးဖြစ်လည်းမဖြစ်နိုင်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့အလုံးအထုံမှရတဲ့အတွက်ကြောင့်မလို့အလုံးရဲ့အတန်နားထောင်ဖို့လိုပါအိမ်ကြီးမှာဒီကိစ္စကိုတေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျမတို့ကဘလောက်သိနေတဲ့ကလေးဖြစ်သူ့ရင်ထဲကပြောစကားတွေလူကြီးတွေများနားထောင်လိမ့်မလားဆိုတဲ့စိတ်ကူးလေးစိတ်တန်းလေးတွေအမြဲတမ်းရှိကျမရွေးထားတဲ့ကောင်းစဉ်ကလည်းအပြန်အလှန်နားထောင်ပါဆိုတော့အရင်ဆုံးတော့ကျမနားထောင်လိုက်တာပါပဲနော်အဲ့ဒီခါကျကျမတွေးမိတာတော့ကျမပြောဖို့မှလိုသေးရဲ့လားလို့ဟလာပြောလိုက်ကြတာတွေကအများကြီးပဲဖြစ်သွားလို့နော်ထားပါအပြန်အလှန်နားထောင်ပါလေမပြောခင်မှာကျမအားလုံးသိစေချင်တာလေးပြောပြခြင်းလို့ပါကျမတို့ခုနပြောသလိုပေါ့နော်အမေများရဲ့အခန်းကဏ္ဍကိုကျမတို့သားသမီးများကဘယ်တော့မှတခုတ်တရမပြောတာတော့အမေအလုပ်လုပ်နေတယ်အဲ့ဒီအလုပ်ကတော့ဘာလဲဆိုရင်အမေဟာဟလာခုနပဲစကားဝိုင်းမှာပြောခဲ့ကြတယ်လို့ပေါ့အလုပ်အကိုင်ဆိုအမေဆိုပြီးပြောပြီးတော့အမေအလုပ်ကတော့ထမင်းချက်ဟင်းချက်ဟာအဝတ်လျှော်မိဘူးတိုက်ဆိုတဲ့အလုပ်ပဲဆိုတဲ့ကိစ္စတွေကအမေတွေကနေ့တူကလုပ်ပေးရတဲ့အခါကျတော့အလုပ်လုပ်နေတယ်လို့ဘယ်သူမှတခုတ်တရချီးကျူးစရာအကြောင်းမရှိတော့ဘူးပေါ့နော်ချီလည်းမချီးကျူးပြကြတော့နေ့တူကကိစ္စလေအကြောင်းတစ်ခုခုကြောင့်အမေရဲ့တောင်းကိုလင်ခင်းရင်သာအပြစ်ပြောခြင်းပြောမယ်ဒီမေကြည်စမ်းမအောင်ကလေးတွေကိုဒီလိုပဲပြစ်ထားတယ်လို့သာပြောတာသူ့သားသမီးကိုသူရင်အုပ်မကွာဆောင်ထိန်နေတဲ့အမေတယောက်အတွက်အမေကတော့လာကြည့်ကြစမ်းမအောင်သူ့သားသမီးတွေကိုသူဆောင်ထိန်နေတယ်ထမင်းဟင်းချက်ကျွေးနေတယ်အဝတ်လျှော်မိဘူးတိုက်ပေးနေတယ်လို့ဘယ်သူမှသတင်းဖြစ်နေမပြောကြပါဘူးအဲ့ဒီလိုပါပဲကျမတို့ကကိုတာဝန်ကိုထမ်းရွက်နေတဲ့ကိစ္စတွေကောင်းတာလုပ်သည့်တိုင်အောင်တခုတ်တရပေါ်ပြစရာမလိုတာသတင်းသမားတွေရဲ့အလုပ်ပါပဲသူလုံးရမယ့်အလုပ်ကိုမလုပ်တော့တဲ့အခါကျတော့မှသတင်းဖြစ်တာဖြစ်ပါတယ်သူတို့လုံးရမယ့်တာဝန်တွေခြေနေတဲ့၍ကျမတို့သတင်းလုပ်လို့မရပါဘူးအဲ့ဒါသတင်းရဲ့ပရိညာဉ်ပဲဖြစ်ပါတယ်သတင်းဒီထူးစရာစမ်းစရာမလိုပါဘူးဆိုးဝါးစရာလည်းမလိုပါဘူးမကောင်းပြောစရာလည်းမလိုပါဘူးဒါပေမဲ့
တမန်လူတယောက်ကသူ့အလုပ်ကိုသူတောင်းဝန်ကြည်နေတဲ့ဟာတွေကိုကျမတို့သတင်းလောက်ရမယ်ဆိုရင်တော့ကျောင်းဆရာမစာသင်နေရင်လည်းသတင်းဖြစ်ပါလိမ့်မယ်ကျောင်းသားကျောင်းတက်လည်းသတင်းဖြစ်ပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့သိဖို့ကကောင်းတာလုပ်ခြင်းဆိုးတာလုပ်ခြင်းများကိုမီဒီယာသမားတွေကခွဲခြားပြီးတော့ပုံနှိမ့်မယ်ဆိုရင်ဒါမဖြစ်နိုင်ပါဘူးရေးလို့လည်းမဖြစ်နိုင်ပါဘူးဒါလေးဂရုတစိုက်သိထားစေချင်ပါတယ်အဲ့ဒီလိုမဖြစ်တဲ့ကိစ္စတွေကဘယ်မှာအခြေခံနေလဲဆိုတော့အမြင်တွေမှာကျမတို့လူမျိုးကခုနပြောသလိုပဲဒါကြောင့်ကျမအဲ့ခေါင်းစဉ်ရွေးတာပါအပြန်အလှန်နားထောင်ပါလို့ရွေးတာပါကိုကလွှဲရင်အကုန်လုံးကတရားခံဖြစ်ပြီးတော့အားလုံးကြားထဲမှာကိုကတော့ဂျေဇုရှင်ဖြစ်နေတတ်ပါတယ်အဲ့ဒီစိတ်တွေနဲ့ပဲကျမတို့ရှေ့မတက်လိုက်တာဟာနိုင်ငံချင်းရှင်လို့ရှိရင်ဟလာနိုင်ငံပေါင်းကမ္ဘာပေါ်မှာနိုင်ငံပေါင်း100နဲ့ဟလာ90 80ရှိရင်ဘယ်ဟာပဲတန်းစီနောက်ရောက်သွားတာအဲ့ဒါတွေကြောင့်လို့ကျွန်မထင်ပါတယ်တခါတလေမှာအဲ့ဒါကြောင့်လဲကျွန်မအပြန်လှန်နားထောင်ပါဆိုတဲ့ဒီဆောင်းပါတကယ်တမ်းဒီဆောင်းပါကျွန်မရွှေမြူတွေစာပေစုဆောင်းပါစုရတဲ့ဆောင်းပါလေးပါ2010 2011ပေါ့နော်အဲ့လောက်တော့ရေးခဲ့တဲ့ဆောင်းပါဖြစ်ပါတယ်ရှင်းရှင်းပြောရရင်ပုံမှန်လင်းလင်းပြောလို့မရဘူးဆိုတဲ့စာပေစီစီရှိတဲ့ကာလတော့ရေးပြခဲ့တဲ့ဆောင်းပါပါဘာဖြစ်လို့အပြန်အလှန်နားထောင်ဖို့လိုလဲဆိုတာကျွန်မအမြဲတမ်းယုံပါတယ်အပြန်အလှန်နားထောင်ဖို့အင်မတန်လိုပါတယ်ဒါပေမဲ့ကျွန်မအများသောအားဖြင့်ဒီစာပေဟောပြောပွဲတွေပြောလို့ရှိတာဒီတစ်ဖက်သက်ပွဲတွေကိုကျွန်မမကြိုက်ပါဘူးမှန်တာပြောရင်တကယ်မကြိုက်ပါဘူးကျွန်မအပြန်အလှန်စကားပြောလို့ရတဲ့ဆွေးနွေးပွဲမျိုးကိုကြိုက်ပါတယ်နောက်တစ်ခုကျွန်မလုပ်ခဲ့တဲ့ဒီခုငုံဆယ်ကျော်တဲ့ magazine team magazine နဲ့ပတ်သက်ပြီးကျွန်မလုပ်ခဲ့တဲ့စာပေပွဲအကြီးကြီး2ခု3ခုရှိပါတယ်အဲ့ဒီပွဲတိုင်းမှာကျွန်မအားလုံးဘာမှမစခင်မှာကျွန်မအမြဲတမ်းလုပ်လို့ရှိတဲ့အလုပ်ကတော့အင်္ဂလိပ်လိုခေါ်တော့ ground rules လို့ခေါ်တဲ့အခြေခံစည်းမျဉ်းကြေညာခြင်းဖြစ်ပါတယ်အဲ့ဒါကတော့စင်မောကလူရမယ့်အချိန်တိုင်းတာနဲ့စင်အောက်ကလူရမယ့်အချိန်တိုင်းတာကိုသတ်မှတ်ပေးခြင်းပဲဖြစ်ပါတယ်အဲ့ဒါကျွန်မတို့စီမှာဟလာအစိုးရအဖွဲ့သက်တမ်းလွှတ်တော်ကိုယ်စားလှယ်သက်တမ်းတွေမပြဋ္ဌာန်းခင်တည်းကကျွန်မလုပ်ခဲ့တဲ့ယဉ်ကျေးမှုဖြစ်ပါတယ်စာပေလောကမှာလည်းကျွန်မစာရေးဆရာတယောက်ကသူ့သဘောနဲ့သူစင်မောကမစင်မချင်းအောက်ကလူကကြိုက်မကြိုက်နားထောင်နေရတယ်ဆိုတဲ့ယဉ်ကျေးမှုကိုကျွန်မမနှစ်မြို့ပါအခွင့်အလမ်းဆုံးပြောရရင်ကျွန်မသွားခဲ့တဲ့နိုင်ငံတကာစာပေပွဲပေါင်းများစွာမှာကျွန်မတို့အချိန်ကန့်သတ်ထားပါတယ်ဘယ်နှမိနစ်အတွင်းမှာဟလာကိုပြောရမယ့်အကြောင်းအရာကိုပြီးအောင်ပြောပါပြီးရင်နောက်တစ်ယောက်ရဲ့အလှည့်ဖြစ်ပါတယ်နောက်စာရေးဆရာ3ယောက်ရှိရင်3ယောက်ကလှည့်ပြီးပြောသွားတယ်ခလဲရဒီလုပ်ပြီးတဲ့ဂျားခံဆွေးနွေးတဲ့သူကပဲအလှည့်ကိုကန့်သက်ပြီးပေးလိုက်တယ်ပြီးတဲ့အခါမှာချက်ချင်းပဲပြိဿကိုပြန်ပြီးအလှည့်ပေးပါတယ်အခုတော့ပြိဿရဲ့အလှည့်ဖြစ်ပါတယ်နားထောင်သူများရဲ့အလှည့်ဖြစ်ပါတယ်နားထောင်သူများဝင်ရောက်ဆွေးနွေးတဲ့အခါမှာဟလာတူပြက်နဲ့ဘယ်နှမိနစ်အတွင်းပြီးအောင်ဝင်ရောက်ဆွေးနွေးပေးပါဆိုတခါတည်းအချိန်ကိုပြန်ပြီးကန့်သက်ပါတယ်ပြောတဲ့သူနဲ့နားထောင်တဲ့သူရဲ့အချိန်ပမာဏချင်းကတော့ဇာတူမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့ဆိုတော့သူတို့ပြောတဲ့စကားကိုနားထောင်ခြင်းလို့ပွဲလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြောတဲ့သူကတော့ပိုများတာဖြစ်ပါတယ်။သို့တော့နားထောင်တဲ့သူတွေအတွက်လည်းတခါတည်းအချိန်ကန့်သတ်မှုပေးပါတယ်။ဒီနည်းနဲ့ဟလာအပြန်အလှန်လေးစားရတဲ့ယဉ်ကျေးမှုအပြန်အလှန်အချိန်ပေးရတဲ့ယဉ်ကျေးမှုအပြန်အလှန်နားထောင်ရတဲ့ယဉ်ကျေးမှုဒီယဉ်ကျေးမှုကဒီမိုကရေစီကျတဲ့နိုင်ငံတွေမှာထွန်းကားခဲ့ပြီးဖြစ်ပါတယ်။ကျမတို့စီမှာမထွန်းကားပါဘူး။အဲ့ဒီအတွက်ကြောင့်မလို့လေကျမအင်မတန်ထွန်းကားချင်ပါတယ်အဲ့ဒါကြောင့်တော်တော်များများလာဖိတ်တဲ့သူတွေကိုကျွန်မတိုက်တွန်းလေးရှိပါတယ်ဆွေးနွေးပွဲလေးလုပ်အောင်ဆိုပြီးကိစ္စနောက်မှဆိုလို့ရှိရင်ကျွန်မတို့ကတစ်ဖက်သက်နားထောင်လာတဲ့ယဉ်ကျေးမှုကတော်တော်ရောပေါ်လို့ထင်ပါတယ်နှစ်ပေါင်း50လောက်ဤဆောင်နေပါပြီကျွန်မခုနပြောသလိုပေါ့ကျွန်မတို့နောက်ထပ်လူတွေပြောတာကိုနားထောင်ခြင်းနဲ့စန္ဒာများကုန်ခန်းသွားမှာကျွန်မသိကြောက်ပါတယ်ပြောခွင့်ရပြီးတော့ဟလာမပြောလိုက်ရဘူးဆိုတဲ့သူများကျမတို့စီမှာအများကြီးရှိနေတယ်ပြောခွင့်တော့မရဘူးဆိုတဲ့လူတွေကဒီထက်တောင်ပိုများသေးတယ်အဲ့ဒီအတွက်ကြောင့်လည်းကျမတို့နားထောင်ဖို့အသေးအတန်လိုနေပြီဖြစ်ပါတယ်အဲ့ဒီနားထောင်ဖို့ဆိုတာကဘယ်ကစရမလဲပြောရင်အိမ်ကစစေချင်ပါတယ်ကျမတို့ဘလို့ကြီးခဲ့ကြလဲလို့မေးရင်အိမ်မှာမိဘစကားဘိုးဘွားစကားကိုသားသမီးများနဲ့ညီးများနားထောင်ရပါတယ်နားထောင်နေဆိုတဲ့နေရာမှာဗမာလူမျိုးကနားထောင်နေဟလာမိဘစကားနားထောင်နေလို့ပြောရင်ဘယ်အတိုင်းတာရောက်သွားလဲဆိုတာနားဆွင့်ပြီးတော့သူပါပြောလဲဆိုတာကိုနားထောင်နေဆိုတဲ့အဲ့ဒီအဓိပ္ပာယ်ကနေဘယ်အဓိပ္ပာယ်ထိရောက်လဲဆိုလို့ရှိရင်တော့
ပြောသမျှကိုမြေဝဲမကြလိုက်လို့တယ်နာခံတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်အဲ့ဒီအတွက်ကြောင့်လို့ကျမရဲ့အပြန်အလှန်နားထောင်ပါဆိုတဲ့ခေါင်းစဉ်ကိုအပြန်အလှန်နာခံပါလို့မှားပြီးတော့နားလည်မိမှာကြောက်ပါတယ်ကျမနာခံပါလို့မသုံးထားပါဘူးကျမတို့နာခံစရာမလိုပါဘူးနားထောင်ဖို့လိုတာပါနားဆိုင်ထောင်ဖို့လို့သူတို့အခုဆိုရင်ကျမတို့မီခရိုဖုန်းတစ်ခုတည်းရှိပေမဲ့ဒီမှာတက်နေတဲ့သူကအများကြီးပါခုနအုပ်ချုပ်ရေးမှူးပြောသလို3,900သောတိုင်ဦးလူတို့ရဲ့ရင်ထဲမှာပြောစရာအသီးသီးရှိနေတယ်ဆိုတာကျမတန်တရားနည်းနည်းမှမရှိပါဘူးပြောခွင့်မရလို့မပြောကြရတာပဲဖြစ်ပါလိမ့်မယ်အဲ့ဒီလူတွေကိုပြောခွင့်မပေးဘူးဆိုလို့ရှိရင်အဲ့ဒီလူတွေပြောတဲ့စကားကိုကျမတို့နားမဆွင့်ဘူးဆိုရင်နားမထောင်ဘူးဆိုလို့ရှိရင်ဒိုင်ဦးရဲ့အနာဂတ်ကိုကျမတို့ဘယ်လိုများကောင်းအောင်ပြုပြင်နိုင်မှာမလို့လဲကျမအယုံကြည်မရှိပါဘူးအင်မတန်စေတနာရှိပြီးအင်မတန်အမျှော်မြင်ရှိပါတယ်ဆိုတဲ့သူတဦးတယောက်ထဲနဲ့ကျမတို့ရဲ့ဒေသကျမတို့ရဲ့နိုင်ငံကျမတို့ရဲ့ကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်ပါဘူးအပွင့်လင်းဆုံးပြောရင်ဗုဒ္ဓဘာသာမှာကျမတို့ဂင်္ဂဝါလူတဲစုမကပွင့်တော်မူကြကုန်သောမြတ်စွာဘုရားများရှိပါတယ်တဆူပြီးတော့ဘုရားမရှိပါဘူးချွတ်မကုန်လို့ဖြစ်ပါတယ်ဂင်္ဂဝါလူတဲစုမကပွင့်လာပေမဲ့ချွတ်မကုန်တဲ့သူတွေမှာအခုကျမတို့အကုန်လုံးပါပါတယ်ဒီနေ့ဒီမှာရှိနေကြတဲ့လူတွေအကုန်လုံးချွတ်မကုန်လို့ကြံတဲ့သူတွေအများကြီးရှိနေပါတယ်အဲ့တော့တူးတယောက်ထဲကတလောကလုံးကိုအချိန်တိုင်းတာတစ်ခုအတွင်းမှာအလုံးကောင်းအောင်လုပ်သွားနိုင်မယ်ဆိုတာအစင်လာမရှိပါဘူးဖြစ်လည်းမဖြစ်နိုင်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့အလုံးအထုံမှရတဲ့အတွက်ကြောင့်မလို့အလုံးရဲ့အတန်နားထောင်ဖို့လိုလို့ပါအင်္ဂလိပ်မှာဒီကိစ္စကိုတေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျမတို့ကဘလောက်သေးငယ်တဲ့ကလေးဖြစ်ဖြစ်သူ့ရင်ထဲကပြောစကားတွေလူကြီးတွေများနားထောင်လိမ့်မလားဆိုတဲ့စိတ်ကူးလေးစိတ်တန်းလေးတွေအမြဲတမ်းရှိပါတယ်ဒါကျမနမူနာတစ်ခုပြောပြခဲ့တာရှိပါတယ်ဒီနမူနာလေးကိုပဲဒီမှာပြန်ကိုးကားချင်ပါတယ်သို့တော့ချုပ်ပြီးပြောမှဖြစ်ပါတယ်ဒီနမူနာကျမအသက်4နှစ်လောက်မူကြိုကျောင်းသူဘဝပေါ့နော်အဲ့ဒီအချိန်မှာကျမအဖေကမုတ်တိုက်တစ်ခုမှလှုပ်တော့သူ့ကိုမုတ်တိုက်ပိုင်ရှင်ကနေပြီးတော့မှစည်ရင်းစစ်အဖြစ်နဲ့သူကအလုပ်လုပ်တော့မုတ်တိုက်ပိုင်ရှင်ကနေပြီးတော့ဒီဖန်ခွက်အင်မတန်လှပတယ်ပေါ့နော်ကျမတို့ခေတ်ကဆိုတော့ကျမ4နှစ်လောက်ဆိုရင်1980ဆိုတော့အင်မတန်ရှားပါတဲ့ social လေးခေတ်မှာမတွေ့ဘူးမမြင်ဘူးတဲ့ဖန်ခွက်ကလေးတစ်ခုတည်းကိုမုတ်တွေထည့်ပြီးပေးလိုက်တယ်အဲ့ဒီဖန်ခွက်ကိုသူကပြန်ပြီးတော့ပိုင်ရှင်ကိုပြန်ပေးရမယ်ပေါ့နော်မုတ်တွေစားပြီးသွားတဲ့အခါကျဖေဖေကယုံသွားလို့ရှိရင်လွယ်အိတ်ကလေးတွေကိုဖန်ခွက်ထည့်တဲ့အခါကျတော့အဲ့ဖန်ခွက်ကလေးလွယ်အိတ်လေးနဲ့ထားတာကိုကျမမြင်တဲ့အချိန်မှာကလေးပြီးပေါ့လေကျမစဉ်းစားတာကျမမှမမြင်ဘူးတဲ့အခါကျကျမဘာစိတ်ဝင်စားလဲဆိုတော့အဲ့ဒီတောက်ပေါ့နော်လက်တောက်နေတဲ့ခွက်ကလေးကအထဲထဲမှာဘာရှိလဲထဲထဲမှာဆိုဒီဖန်သားတွေထဲမှာဘာရှိလဲဆိုတာစိတ်ဝင်စားတယ်။ကွဲသွားရင်ဘာတွေထွက်လာမလဲ။လေးနှစ်သမီးဆိုတော့ဒီလောက်ပဲတွေးတတ်တယ်ပေါ့နော်။အဲ့တော့ကွဲသွားရင်ဘာတွေထွက်လာမလဲဆိုတဲ့အဖြေကိုသိဖို့လို့အတွက်လှုပ်เสียတလန့်ပဲရှိတယ်။ကျမခွဲချဖို့ပဲ။အဲ့တော့ခွဲလိုက်တယ်ခွဲလိုက်ပြီးချင်းမှာကျမသိလိုက်တယ်အဲ့ဒီဖန်ခွက်ကလေးဘလောက်တန်ဖိုးရှိတယ်သူ့ကိုတခုတ်တရနဲ့ပေါ့နော်ဒါဝန်ထမ်းတယောက်ကိုဒီလိုမျိုးခွက်နဲ့တောင်ထည့်ပေးတယ်ဒီတိုင်းစက်ကူတို့ဘာလို့နဲ့ထုတ်ပေးလိုက်လေရရသားနဲ့ဒီလိုပေးလိုက်တယ်ဘာညာနဲ့ညဂုံယူပြီးပြောထားတဲ့အဖေကရုံးသွားခံနေလဲကြာရောကျမဘာအကြောင်းပြချက်မှမပေးဘဲနဲ့ချခွဲလိုက်တာကိုသိတဲ့အချိန်မှာသူမျက်နှာပြက်သွားတော့ကျမလည်းကလေးပြီးဒီလောက်ကတော့နတ်တယ်ဆိုပြီးသူတို့ရဲ့နှစ်ယောက်အိတ်ကလေးကြီးပေါ်တက်ပြီးတော့သူတို့ခေါင်းအုံးတွေနဲ့ကိုကာကွယ်တာပေါ့စိတ်ထဲထင်တာဟုတ်တယ်မလားတခုခုကျမကိုရိုက်လိုက်မယ်ချိန်မောင်းလိုက်မယ်လို့ထင်တယ်ဒါပေမဲ့ဖေဖေကလေးမောကိုတက်လိုက်လာတယ်ကျမမျက်နှာကိုစစ်စစ်ကြည့်တယ်အဲ့ဒီအချိန်မှာသူ့မျက်နှာအင်မတန်ဝမ်းနည်းကြေကွဲတဲ့မျက်နှာနဲ့ကြည့်တယ်တခွန်းပဲမေးပါတယ်ဘာလို့လုပ်ရတာလဲသမီးရဲ့ဘာဖြစ်လို့လဲအဲ့တော့ကျမကလည်းအဖေတင်ထားပေးတာလည်းအမှန်တိုင်းဖြေပါလို့တင်ထားပြီးတော့ကျမလည်းအမှန်တိုင်းဖြေလိုက်ပဲကွဲသွားရင်ဘာထွက်လာမလဲသိချင်လို့ခွဲလိုက်တာလို့ဖြေပါတယ်အဲ့ခါကျတော့အဲ့ဒီလိုသိချင်တာအဖေကိုမေးရောပေါ့ကွဲသွားရင်ဘာထွက်လာမလဲဆိုတာအဖေပြောမှာပေါ့ဘာဖြစ်လို့များခွဲလိုက်ရတာလဲဆိုပြီးတော့သူ့ရဲ့ပြက်သွားတဲ့မျက်နှာပေါ့နော်သူအင်မတန်စိတ်မကောင်းဖြစ်သွားတဲ့မျက်နှာအဲ့ဒီမျက်နှာကသူကြိမ်တစ်ချက်မဝင့်ရပဲနဲ့အဲ့ချိန်မှာကျွန်မမျက်ရည်ပို့ပေါက်ကြာနေပါပြီအော်တော့ငိုလိုက်မိပါသေးတယ်စိတ်ထဲမှာခုထိအဲ့ဒီမြင်ကွင်းကိုမျက်စိနဲ့ပြန်မြင်ပါတယ်စိတ်ထဲမှာတခါတည်းဆုံးဖြတ်ပါတယ်ငါအဖေဒီလိုဝမ်းနဲ့ပလက်ဖြစ်အောင်ငါမလုပ်တော့ဘူးလို့တခါတည်းဆုံးဖြတ်တာပါအဲ့လောက်ထိကျွန်မခံစားရပါတယ်အဲ့ဒီအချိန်
ချိန်ကအဖေသာကျမကိုရိုက်ခဲ့မယ်អော်ခဲ့မယ်ဆိုရင်သူ့အော်တန်တွေဆုံးသွားတဲ့တစ်ချိန်ကျမကိုခန္ဓာမှာအရှိုးရပျောက်သွားတဲ့တစ်ချိန်ဒီဖြစ်ပျက်ကိုကျမမှတ်မိစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်အဖေစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးလို့လည်းကျမဆုံးဖြတ်စရာအကြောင်းမရှိပါဘူးကျမစကားကိုသူနားထောင်ပေးခဲ့ပါတယ်တိတိချာချာနားထောင်ပေးခဲ့ပါတယ်ဒါပေမဲ့အဖေကိုလည်းဟလာသူ့ကိုမင်းရင်ရပါတယ်ဆိုတာကိုပြောခဲ့ပါတယ်ငါအဖေဆိုတဲ့ယာတူထုတ်မပြခဲ့ပါဘူးငါအဖေဆိုတဲ့အာနာထုတ်သုံးပြီးတော့ကျမကိုမဟန့်ခဲ့ပါဘူးမတားခဲ့ပါဘူးမရိုက်ခဲ့ပါဘူးမနှက်ခဲ့ပါဘူးသူနားထောင်ပေးခဲ့ပါတယ်သူနားထောင်ပေးခဲ့တဲ့ဖြစ်စဉ်တွေကျမမှာအများကြီးရှိပါသေးတယ်ထားလိုက်ပါတော့အဲ့ဒီဟာလေးကကျမတို့ရဲ့အိမ်လေးမှာမိဘများကသားသမီးတွေရဲ့စကားကိုနားထောင်ပေးဖို့လို့နားဆိုင်ဖို့လို့နားဆွင့်ဖို့လို့ဘလောက်အရေးကြီးတယ်ဆိုတာကျမအမြဲတမ်းမှတ်မိနေတဲ့ဥပမာဖြစ်ပါတယ်တကယ်ကျမတို့များသောအားဖြင့်နေရာတိုင်းလို့မှာမိဘကသားသမီးကိုနောက်ထပ်လူသားတစ်ယောက်လို့အတိမတ်ပြုဖို့နည်းနည်းခက်ခဲနေတယ်လို့ရှိနေပါတယ်ကျမတို့ရဲ့လူပတ်ဝန်းကျင်ကလေငါတို့မွေးထားတဲ့ငါတို့သားသမီးပဲငါတို့ကြိုက်တာလုပ်ခွင့်ရှိတယ်ဆိုတဲ့စိတ်ကအမြဲတမ်းရှိတယ်အဲ့ဒီပိုင်ဆိုင်မှုစိတ်တွေဟလားသူတို့ပိုင်တယ်သူတို့ဘာမဆိုငါတို့လိုသလိုပုံသွင်းလို့ရမယ်ဆိုတဲ့စိတ်သားသမီးဒီပင်နဲ့နောက်ထပ်လူသားတစ်ယောက်ပါလားဆိုတဲ့အတိမတ်ပြုမှုအားနည်းလာပြီးတော့ငါတို့ပြောရင်နားထောင်ရမှာပေါ့ငါတို့စကားအောင်ရမှာပေါ့ဆိုတဲ့ငါအတ္တငါမှန်နေရမိဘတိုင်းမှာအနည်းနဲ့များရှိလာပြီးတော့မိဘဆိုတဲ့ယာတူးနဲ့လှမ်းပြီးတော့သားသမီးကိုတားမြစ်ခြင်းအဲ့ဒီအခါမှာသားသမီးအသီးသီးမှာခံစားချက်တွေရှိတယ်တခါတလေမှာဟလာကိုရှင်းမှာဧည့်သည်ကိုအမေဖေပြောလိုက်တဲ့စကားနဲ့အိမ်ထဲမှာပြောတဲ့စကားလွဲသွားတာတွေဟလာတစ်ထပ်ထဲမကြတာတွေရှိတဲ့အချိန်မှာသားသမီးရဲ့စိတ်ထဲမှာအော်ငါတို့ကိုကြတော့မညာအောင်မလိန်အောင်ပြောပေမဲ့ तू လည်းမလိန်တပတ်တော့လုပ်ပါလားဆိုတဲ့အမြင်လေးတွေရှိနေတတ်တယ်အဲ့ဒီအမြင်လေးတွေကကြီးမားမားကိစ္စတွေမဟုတ်ဘူးလို့ပြောနိုင်ပေမဲ့ तू အဲ့ဒီလိုမျိုးထုတ်ပြီးတော့မေးခွင့်မရခင်အဲ့ဒီအချိန်မှာပေါ့နော် तू ခုနလိုစိတ်ထဲဖြစ်တဲ့ကိစ္စလေးကိုဟင်းအဖေကခုနပြောတော့ကတော့တစ်မျိုးအခုပြောတော့တစ်မျိုးဖြစ်နေပါလားလို့ပြန်ပြောတာမျိုးပြောခွင့်မရဘူးအဲ့လိုပြန်ပြောခွင့်မရလိုက်လို့ရှိရင်သူ့ရဲ့စကားကိုအဖေအမေဘက်ကနားမထောင်လိုက်လို့ရှိရင်ကျမထင်တယ်သားသမီးပဲဆုံးရှုံးတာမဟုတ်ပါဘူးမိဘမှလည်းဆုံးရှုံးပါတယ်တခါတလေမှာသူ့အကြောင်းပြချက်နဲ့သူဟလာခုနပြောသလိုအစဉ်ပြေအောင်လှုပ်လိုက်ရတဲ့ကိစ္စတွေမှာမိဘကတစ်ချက်လို့ထိန်းချောင်းထားတဲ့အတွက်ကြောင့်မလို့ပြန်မပြောတဲ့သားသမီးနဲ့ကြုံတဲ့ခါကျတော့သားသမီးဘလို့တွေးသွားလဲဆိုတာကိုအဲ့ဒီမိဘတိခွင့်မရလိုက်ပါဘူးအဲ့ဒါဆုံးရှုံးတာပါအဲ့ဒီအတွက်ကြောင့်ကျမတို့အပြန်အလှန်နားထောင်ဖို့လိုတယ်လို့ပြောတာပါပြောလာအောင်လဲလုပ်ပေးစေချင်ပါတယ်ပြောခွင့်ရအောင်လုပ်ပေးစေချင်ပါတယ်အဲ့လိုမှမလုပ်ရင်ကျွန်တော်တို့ကသူတို့စိတ်ထဲမှာဘလောက်ညက်သွားသလဲသူတို့စိတ်ထဲမှာဘလို့နာသွားသလဲသူတို့စိတ်ထဲမှာဘလို့များတွေးသွားသလဲဆိုတာကိုမဖော်ထုတ်လိုက်နိုင်တာဟာသူတို့ကြီးပဲဆုံးရှုံးတာမဟုတ်ဘဲနဲ့မိဘလည်းဆုံးရှုံးပါတယ်အဲ့တော့အဲ့ဒီလိုနေလာတဲ့ကလေးတွေကအရွယ်ရောက်လာတဲ့အခါမှာကျောင်းနေပြီးရောက်သွားပါတယ်ဆရာဆရာမတွေနဲ့တွေ့ပါတယ်နောက်တစ်ခါအုတ်ထင်းသူအစ်စ်ပေါ်လာပါတယ်အဲ့ဒီအုတ်ထင်းသူအစ်စ်ကလည်းထိုနည်း၎င်းပါပဲသူတို့ပြောတဲ့စကားပဲနားထောင်ရပါတယ်ကဘာကြီးကအိမ်မှာပြပြီးကျောင်းမှာလုံးနေဆိုတာမျိုးဖြစ်လောက်အောင်ဟုတ်လားဘာမှပြန်ပြောလို့မရဖြည့်ရှင်းချက်မရှိဘဲနဲ့ကျမတို့ရဲ့လူငယ်လေးများဒီလိုပဲအိမ်ရောက်တော့လေအိမ်လျောက်ကျောင်းရောက်တော့လေကျောင်းအလျောက်သူများပြောတာကြီးနားထောင်ခဲ့ရပါတယ်ကိုယ်စကားလေးဘယ်သူများပြန်နားဆွင့်မလဲလို့ရှာတတ်တဲ့အရွယ်ရောက်လာတဲ့အချိန်ငယ်တုန်းကတော့မရှာတတ်သေးပါဘူးစေကျော်တဲ့အရွယ်ရောက်လာပြီဆိုတဲ့အချိန်မှာကျမတို့ကျမရေးပေါ့နော်ဒီဇီဝကာမဗေဒပြောင်းလဲမှုလူကိုခန္ဓာရဲ့လာဟုတ်မုံလို့ဘာလို့ပြောင်းလဲမှုအရာအင်မတန်စူးစမ်းကျင်လာတဲ့အရွယ်ရောက်နေပါပြီအဲ့ဒီစေကျော်တဲ့အရွယ်ကအထင်ရအခက်ဆုံးအရွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိဘရောဆရာရောကလည်းအပြန်လှန်နားထောင်ဖို့စိတ်မကူးကြတော့ပဲနဲ့အပီးပြင်းနှိပ်ကုတ်ပြီးထိန်းချုပ်ဖို့လို့ကြိုးစားလာကြပါတယ်ဒီအရွယ်မှာမကင်ထားရင်ဟုတ်နောင်ကိုတော့အဆင်မပြေတော့ဘူးဆိုတဲ့ပုံစံနေနဲ့သူတို့ကလည်းဟန်ပြင်ပါတယ်ဒီဘက်ကဆယ်ကျော်သက်တွေကလည်းမလွန်ဆန်နိုင်တဲ့ကိုခန္ဓာရဲ့ဟော်မုန်းတွေအရာရောပတ်ဝန်းကျင်ရဲ့ဟလာဖြော်ပြရေးများရဲ့ညှူဆွဲဖျားယောင်းမှုတွေအရာရောစူးစမ်းကျင်တာတွေကဒူးနယ်တွေဖြစ်နေပါတယ်အဲ့ဒီအချိန်မှာ
အဲ့ဒီလူငယ်တွေရဲ့စကားကိုနားထောင်ဖို့မကြိုးစားလိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဦးနှစ်ဖက်ဆုံးရှုံးပါတယ်ကျွန်မအပွင့်လင်းဆုံးပြောရရင်ကျွန်မရာသီသွေးစပေါ်တဲ့ရက်မှာ73နှစ်မပြည့်တပြည့်အချိန်မှာကျွန်မအမေကကျွန်မကိုတခွန်းပြောပါတယ်သမီးတဲ့ခွတ်တဲ့ထင်ဒူးတာဒူးတဲ့ကောင်းတဲ့ထင်လှုပ်တာလှုပ်ပေါ့နော်ဒါပေမဲ့ကိုဖြစ်ကိုခံတော့တဲ့အဲ့တခွန်းပဲပြောပါတယ်အဲ့ဒီအချိန်ကစပြီးကျွန်မလည်းခွတ်တဲ့ထင်ဒူးပဲဒူးပါတယ်ဒါပေမဲ့တခုသိပါတယ်ကိုဖြစ်ကိုခံရမှာမဟုတ်လို့ကိုမခံခြင်းကိုဖြစ်အောင်မလုပ်တော့ဘူးဖြစ်ပါတယ်ကိုမခံရအောင်ကိုကကိုနေပါတယ်တနည်းအားဖြင့်ဖြစ်လာသမျှနောက်ဆက်တွဲပြဿနာအားလုံးဒီအမိမှာတာဝန်မရှိဘူးကျမမှာတာဝန်မရှိတယ်ဆိုတဲ့စိတ်ကျမတကယ်အဲ့ဒီတည်းကဝင်သွားပါတယ်အဲ့တော့တာဝန်ရှိရဆိုတဲ့အတိကလူတယောက်ကိုအင်မတန်မှပြောင်းလဲစေတယ်တာဝန်ရှိလာလေရှိလာလေဟလာအခုဆိုရင်ဒီအုပ်ချုပ်ရေးမှုဆိုရင်ခုနပြောရတဲ့စကားထဲမှာဒီသဘောပဲသူ့မှာတာဝန်ရှိတယ်ဆိုတဲ့အတိတွေနဲ့ထုံနှွမ်းနေတဲ့အတွက်ကြောင့်မလို့သူရင်ဆိုင်နေရတဲ့ပြဿနာတွေမှာဒိုင်ဦးရဲ့3,900သောလူထုပါလာအောင်သူစ조사ချက်အဲ့ဒီတာဝန်ရှိတယ်ဆိုတဲ့အတိကြောင့်လူတယောက်ရဲ့ဘဝအများကြီးပြောင်းပါတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဟိုဟာမလုံနဲ့ဒီဟာမလုံနဲ့ဆိုတဲ့ဟလာတားမြစ်မှုတွေပြင်းထန်လာတဲ့အချိန်ကလေးရဲ့သဘောမှာလူငယ်ရဲ့သဘောမှာโอเคအမေကဒါမလုပ်ဘူးဆိုလို့ကျွန်တော်ကဒါမလုပ်တာနော်အဖေကဒါလုပ်ဆိုလို့သမီးကဒါလုပ်လိုက်တာနော်ကောင်းလာတယ်ဆိုးလာတယ်အဖေနဲ့ပဲဆိုင်တယ်အမေနဲ့ပဲဆိုင်တယ်သမီးတို့အပြစ်မဟုတ်ဘူးသားတို့အပြစ်မဟုတ်ဘူးဖြစ်ချင်ရဖြစ်အဖေအမေရောကိုရောဒီတိုင်းပဲစတေးလိုက်ကြတာပေါ့အဲ့ဒီတိုင်းလိုက်လို့တာပဲညာတော့ဖြင့်ကျမဆေးကြောင်းရောက်လာတဲ့အချိန်ဒီမှာတော်တော်များများဆရာမဖြစ်ချင်မဲနဲ့ဆေးကြောင်းသားဆေးကြောင်းသူဖြစ်လာတယ်အင်မတန်ပင်ပန်းနာကျင်ရပါတယ်စိတ်မပါဘဲနဲ့ကြက်နေတဲ့စာတွေသူ့ဘဝမှာလည်းနောင်လဲဘယ်တော့မှဆရာမဖြစ်တဲ့အသက်မွေးမှာမဟုတ်ဘူးလို့ဆုံးဖြတ်ထားတဲ့တငယ်ချင်းတချို့ရှိပါတယ်အင်မတန်ဒုက္ခဆင်းရဲရောက်ပါတယ်ဝါသနာမပါဘဲလောက်อ่ะမိဘကလည်းဒီတိုင်းပဲသူဖြစ်စေခြင်းတဲ့အတိုင်းသူများကိုဖြစ်စေခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ဘက်ကဖြစ်အောင်တွန်းလာပဲရှိတယ်မကူညီနိုင်ပါဘူးအဖြေမရှိပါဘူးအဲ့တော့အဲ့လိုနီးနဲ့ကျမတို့ကဖြတ်တန်းလိုက်တဲ့အချိန်တွေမှာတချို့ကိစ္စတွေကအဲ့လိုပြန်သူတို့ပြောမဲ့သူတို့ရင်ထဲကအကြောင်းအရာတွေသူတို့ရဲ့စိတ်ကူးစိတ်တန်းတွေ12နှစ်သားလေးတယောက်ကကျွန်တော်သမရာကြီးဖြစ်ချင်တယ်လို့ပြောတဲ့စကားမျိုးကိုရေသွမ်းသွေးလိုက်ပြီးတော့ဆက်နားမထောင်ပေးဘူးဆိုရင်ဒိုင်ဦးကခုနပန်းစည်းဆက်တဲ့အရွယ်ကလေးလေးကကျမသမရာကြီးဖြစ်ချင်တယ်လို့ပြောရင်လည်းပြောမှာပဲအဲ့ဒါကိုမှကျမတို့ကနားမထောင်ပေးပဲရေသွမ်းသွေးလိုက်မယ်ဆိုရင် तू ကတကယ်ကလေးတိုင်းကသမရာဖြစ်နိုင်တာပဲတစ်ချိန်ချိန်မှာဒီ potential ရှိတာပဲဟုတ်လားလူမဲနဲ့လူပြူမှာဒန်းတူရေတောက်လို့မရအိမ်သာတက်လို့မရဘူးလို့လှုပ်ထားတဲ့ခေတ်စနစ်ကြီးရှိခဲ့တဲ့နိုင်ငံမျိုးမှာဒီနေ့ဒီအချိန်လူပြူအများစုကိုအုပ်ချုပ်နေတာလူမဲသမရာလေးပေါ်လာတယ်အဲ့ဒီလိုပေါ်လာပြီဆိုတဲ့ခေတ်ကိုပြောင်းသွားပြီဆိုတဲ့အချိန်ကြရင်ကျမတို့ကအဲ့ဒီသမရာအိုဘားမားသူ့ငယ်ငယ်ကလေးဘဝမှာကျွန်တော်ကြီးလာရင်သမရာကြီးဖြစ်ချင်တယ်ဆိုတော့အဲ့ဒီခေတ်ကလူညီညာရဲသွမ်းသွေးကောင်းရဲသွမ်းသွေးမှာပေါ့ဒါပေမဲ့တကယ်ဖြစ်လာပြီလေကျမတို့လည်းဒီတိုင်းပါပဲဘယ်ဟာမှပုံသေးကားကြပြောလို့မရတဲ့လောကကြီးမှာဘလောက်တင်းငယ်တဲ့ကလေးတယောက်ရဲ့စိတ်ကူးဖြစ်စေသူဟာလည်းလူသားပါပဲသူ့ရဲ့အတန်ကိုနားဆွင့်ဖို့နားဆိုင်ထောင်ဖို့ဟာကိုကပြောခွင့်ရဖို့နဲ့ဇာတူအရေးကြီးတယ်ဆိုတာမမေ့ကြစေချင်ပါဘူးကိုကပြောခွင့်ရဖို့အရေးကြီးပါတယ်တိတ်မှန်ပါတယ်ကိုပြောချင်တာပြောခွင့်ရဖို့လို့ကိုရဲ့ပြောရေးဆိုခွင့်မပြောက်သွားအောင်လို့တိတ်အရေးကြီးပါတယ်အဲ့ဒီနဲ့နီးလူအဲ့ဒီနဲ့ဇာတူသူများရဲ့ပြောရေးဆိုခွင့်ကိုမပိတ်ပင်ဖို့လည်းအရင်အရေးကြီးပါတယ်သူများပြောတာကိုနားဆိုင်ထောင်ဖို့အရင်အရေးကြီးပါတယ်နာခံဖို့မဟုတ်ပါဘူးเนาะနားထောင်ပေးဖို့ဖြစ်ပါတယ်နားထောင်ပေးတာမခံရတဲ့အတွက်ကြောင့်မလို့လူငယ်တွေဘာလုပ်လဲလို့မေးရင်လက်ဖက်ရည်ဆိုင်သွားပါတယ်အိမ်မှာနားထောင်ပေးမဲ့လူမှမရှိတာအဖိုးကလည်းနားမထောင်အဖေကလည်းနားမထောင်အဖွားကလည်းနားမထောင်အမေကလည်းနားမထောင်ကိုယ့်ထက်ကြီးတဲ့အကိုအမတွေကလည်းတခါတလေနားမထောင်ဘူးเนาะအရွယ်မတူလာတဲ့အခါကျတော့အရွယ်ရောက်နေတဲ့ဟလာလူငယ်တယောက်က
ကလေးကစားနေတဲ့အရွယ်ပဲရှိတဲ့လူငယ်တယောက်ရဲ့စကားကိုနားထောင်ဖို့စိတ်ဝင်စားအောင်သူ့အာယုံနဲ့သူဖြစ်လာတဲ့အခါကျတော့သူ့ထက်ငယ်တဲ့ကလေးလေးကြတော့လဲနားထောင်ပေးရအောင်မကြတော့ဘူးပေါ့အဲ့တော့ तू ကသူ့အိမ်မှာသူ့ကိုနားထောင်မဲ့လူမရှိတဲ့အခါကျောင်းကိုအားကိုးကြည့်ပါတယ်ကျောင်းအားကိုးတော့လဲဆရာဆရာမကနားထောင်မပေးဒါပေမဲ့တငယ်ချင်းကနားထောင်ပေးတယ်ဒါပေမဲ့အဲ့ဒီတငယ်ချင်းနဲ့သူနဲ့အပြန်အလှန်နားထောင်လို့ရဖို့လို့အခြေအနေကျောင်းမှာလဲဖန်တီးမပေးနိုင်သေးပါဘူးအပြန်အလှန်ပြောဖို့အခွင့်အရေးဟလာဝိုင်းပြီးတော့ဆွေးနွေးကြမယ်ဒီပြီးခဲ့တဲ့စနေတနင်္ဂနွေကျောင်းပွဲရတုန်းကတော့ဘယ်ကလေးကဘာလုပ်ခဲ့တယ်ဘယ်ကောင်းမှုကုသိုလ်မျိုးကိုလုပ်ခဲ့တယ်ဘယ်မကောင်းမှုလုပ်ခဲ့မိတယ်အပြန်အလှန်ပြောကြမယ်နားထောင်ပေးကြမယ်အဲ့ဒီပုံမှာဝိုင်းပြီးဝေဖန်ကြမယ်ဟာမင်းဒီဟာလုပ်လိုက်တာတော့တိတ်ကောင်းတာပဲကွာလို့ကျန်တဲ့ကလေးတွေကဝိုင်းပြီးတော့ချီးကျူးခွင့်အဲ့လိုချီးကျူးတဲ့အတန်လေးကိုခုနကောင်းတာလုပ်တဲ့ကလေးလေးကပြန်ပြီးနားထောင်ခွင့်မကောင်းတာလုပ်လိုက်တဲ့ကိစ္စပေါ်လာလို့ရှိရင်လည်းကျန်တဲ့ကလေးတွေကမင်းဒါမျိုးတော့နောက်မလုပ်နဲ့ကွာမကောင်းဘူးကွာဒါမျိုးလုပ်တာငါတို့လည်းမကြိုက်ဘူးလို့ပြောတာကိုပြန်အဲ့ဒီခုနမကောင်းတာလုပ်တဲ့ကလေးလေးကပြန်ပြီးတော့နားထောင်ခွင့်အဲ့ဒီအခွင့်အရေးမျိုးတွေလည်းမပေးနိုင်တဲ့နေရာကျမတို့ကျောင်းတွေမှာဒီနေ့ဒီချိန်ထိဖြစ်နေပါသေးတယ်အဲ့တော့ဘာလုပ်လဲဆိုတော့နောက်ဆုံးမှာအိမ်ကကျောင်းကပရဝုံကဝေးတဲ့နေရာတွေကိုတဖြည်းဖြည်းရွေ့ကြပြီးတော့နားမျက်စိကွယ်ရာတွေမှာအပြန်အလှန်စကားပြောကုန်ကြတာပါပဲလက်ဖက်ရည်ဆိုင်ရောက်ချင်းရောက်တယ်လက်ဖက်ရည်ဆိုင်မှာလည်းအစင်မပြေသေးဘူးထင်ဘီယာဆိုင်ရောက်သွားမယ်ဘီယာဆိုင်မှာမှအစင်မပြေသေးဘူးထင်ကြိုက်တဲ့မျက်ကွယ်ကြည်ကွယ်နေရာတွေရောက်သွားတော့မှာပဲအဲ့ဒီနေရာမှာပဲငါပြောချင်တဲ့စကားကိုနားထောင်မဲ့လို့ရှိတယ်ဟေ့ငါရှင်ထဲကအတန်ကိုနားဆွင့်မဲ့လို့ရှိတယ်ဟေ့လို့မြင်လာတဲ့အချိန်ကြရင်ကျမတို့တော်တော်အစင်မပြေဖြစ်ပါတယ်အဲ့ဒီလိုနဲ့အဲ့ဒီလူငယ်လေးတွေကအတီးတီးအလုတ်ဌာနတွေရောက်လာပြန်တယ်ဒီထဲမှာကျမထင်တယ်ဘာသာရေးအဆောက်အုံနေရာတွေမှာတော့ပါကောင်းပါပါလိမ့်မယ်ဒါတော့ထားပါတော့ကျမတို့အလုတ်ဌာနတွေရောက်သွားပြီအလုတ်ဌာနတွေရောက်သွားတဲ့အခါမှာလဲထုံးစံအတိုင်းပဲအထက်အောက်စီးဆင်းမှုပဲရှိတယ်တာဝန်ပေးတယ်တာဝန်ဟလာဗာလေရေးပါတာပဲလိုချင်တယ်ဘူးမှာအပေါက်ပါတာခွက်မှာအပေါက်ပါတာမလိုချင်ဘူးဆိုတဲ့အနှစ်50မူဝါဒကြီးနဲ့ဖြတ်တန်းလာတဲ့အခါကျတော့ဌာနရောက်သွားတယ်အထက်အရာရှိရဲ့ပြောစကားကိုအောက်ကလက်အောင်ငယ်သားနားထောင်နေအလုပ်လုပ်ရတယ်လက်အောင်ငယ်သားရဲ့ခံစားချက်လက်အောင်ငယ်သားတွေးနေတဲ့အတွေးလက်အောင်ငယ်သားရဲ့အခက်အခဲနားထောင်ပေးမဲ့အထက်အရာရှိမရှိအခုနောက်ပိုင်းနော်တခါတလေမှာသူတို့ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဆိုတဲ့နိုင်ငံမျိုးမှာတော့မှအလုပ်ရဲ့ဖြည့်ဆည်းမှုတိတ်များလာတဲ့အခါမှာနားထောင်ဖို့အချိန်မရှိတော့အထူးသဖြင့်ဤပညာပေါ့နော်အရင်တော့တခုခုဖြစ်တယ်ဆိုလို့ရှိရင်များသောအားဖြင့်မလုပ်ကြလဲဆိုအစည်းအဝေးလုပ်တယ်ပေါ့အစည်းအဝေးဆိုတာအပြန်အလှန်ပြောတယ်လို့ယူဆရတဲ့နေရာပေါ့နော်သို့တော့ဗမာပြည်မှာတော့အစည်းအဝေးလုပ်လို့ရှိရင်အပြန်အလှန်ပြောခွင့်ရမရအခုထိမသေးကြပါဘူးနော်အစည်းအဝေး agenda တွေအတိုင်းမနှဲပြီးအောင်တက်တုံနှင်လိုက်တဲ့ခါကျတော့နောက်ဆုံးတော့လေဒီလိုပဲပြီးသွားတာပဲအစည်းအဝေးဆိုတာခါချီအောင်ထိုင်ပြီးတော့ငိုက်တဲ့သူကငိုက်ပေါ့လေအစည်းအဝေးဆုံးဖြတ်ချက်ကတော့စပြီးတော့အစည်းအဝေးမလုပ်ခင်တည်းကရည်ရွယ်ထားတဲ့အတိုင်းထမြောက်အောင်မြင်သွားတာပေါ့နိုင်တိုင်းတာတခုလည်းပြီးရောဆိုတာမျိုးပေါ့အဲ့ဒီသဘောမျိုးအစည်းအဝေးတွေဖြစ်ကြတယ်သူတို့စီမှာတော့အဲ့လိုတော့မဟုတ်တော့ဘဲနဲ့အစည်းအဝေးတွေလုပ်လာဖို့အချိန်လည်းမရှိတော့သလိုဤပညာကိုအရန်အားကိုးလာတဲ့ခါကျတော့ဟလာဒီကွန်ပျူတာအင်တာနက်ကနေတဆင့်ဒီစပွဲဟိုဘက်စပွဲနဲ့ဒီဘက်စပွဲတောင်မှအင်တာနက်ကနေတဆင့်အချက်အလက်တွေကိုဖလှယ်တယ်ဆွေးနွေးတယ်ဆိုတာမျိုးတွေလုပ်လာအဲ့တော့တဖြည်းဖြည်းနဲ့လူကိုလူချင်းနားဆိုင်ထောင်တဲ့အလေးအထားတော်မှာယော်ပါလို့ဆိုပြီးအခုသူတို့ပြန်ပြီးတော့တီထွင်တယ်မနေ့ကကျွန်မဂျပန် TV လိုင်းကိုကြည့်လိုက်တဲ့အချိန်မှာသူတို့ရဲ့ရုံးခန်းကလေးမှာဘာလုပ်လဲလို့ပြောတဲ့ခါကျတော့ထမင်းစုစားတဲ့အလုပ်လုပ်တယ်တဲ့ထမင်းလည်းသူတို့စားကြတော့ပေါ့နော်ဒီရုံးခန်းစပွဲမှာပဲအနောက်ထဲမှာကလထိုင်လေးတွေကိုဖယ်လိုက်ပြီးတော့ဒီကျမတို့တာလဘတ်လိုပိတ်စာမျိုးလေးခင်းပြီးတော့သူ့ပါလာတဲ့ထမင်းဘူးငါပါလာတဲ့ထမင်းဘူးလေးတွေချပြီးတော့စားရင်းနဲ့တယောက်ကိုတယောက်စကားပြောဖို့ကြိုးစားခါတိုင်းဆိုရင်အလုတ်လုတ်ပြီးတော့ဟလာကိုယ်စပွဲဘေးမှာကိုမုတ်ကလေးပါပဲကလေးနဲ့စားနောက်မဟုတ်လဲအပြင်ထွက်ပြီးတော့ဒီနေ့လေစာထွက်စားပြီးရင်အလုတ်စပွဲမှာပြန်ထိုင်ပြန်လုတ်ပြီးအိမ်ပြန်သွားကြတဲ့ခါကျတော့ဟိုဘက်စပွဲရလူနဲ့ဒီဘက်စပွဲရလူကြားထဲမှာအတန်ကိုနားထောင်ဖို့ဟလာရင်နေရထွက်လာတဲ့စကားသံတွေကိုနားထောင်ဖို့အခွင့်အရေးမပေးတော့လို့ဆိုပြီးတော့ထမင်းတူတူစားတဲ့အလေးထားတော့လုပ်နေကြတယ်အဲ့ဒီလောက်ထိစူးစမ်းလာတဲ့လူဖွဲ့စည်းဖြစ်လာတယ်ကျမတို့ဒီမှာတော့
အဲ့ဒီလောက်ထိစ조사စရာလိုလောက်အောင်ဤပညာလည်းမခက်ခဲသေးပါဘူးအဲ့လောက်ထိစ조사စရာလိုလောက်အောင်လဲဟလာလုပ်ငန်းပိုင်းအရာအချိန်မရှိလောက်အောင်เนาะသူလဲမိုးလင်းရုံးစဝင်နေရနေရုံးပြန်တဲ့အထိလက်မလဲအောင်အလုပ်ရှုပ်နေတယ်ဆိုတာလဲကျမတို့စီမှာမရှိပါဘူးဒါပေမဲ့ကျမတို့စီကပြောနေကြတဲ့စကားတွေကအပြန်အလှန်နားထောင်တဲ့စကားတွေရောဟုတ်ရဲ့လားအဲ့ဒီယဉ်ကျေးမှုကဘယ်ထိသွားလဲဆိုတော့ဟိုအရင်ခေတ်ကတော့ကျမတို့နိုင်ငံမှာအာဏာစုံချက်တွေတနေရာမှာပဲရှိခဲ့တယ်မန်တိုင်း၃ခုမှာကွဲမသွားအုပ်ချုပ်ရေးမန်တိုင်းတရားစီရင်မန်တိုင်းဥပဒေပြုရေးမန်တိုင်းဆိုပြီးမန်တိုင်း၃ခုကအခုမနှစ်တစ်နှစ်ကမှပေါ်လာတယ်အရင်တော့ဥပဒေကဲတော့အာဏာတည်တော့အမိန့်ဆိုရင်အားလုံးပြီးတယ်ဘာမှမလုပ်တော့ဘယ်လွတ်တော်ကိုယ်စားလှယ်နဲ့ဟလာဘယ်ပြည်သူကိုယ်စားလှယ်ကိုမှလည်းခေါ်စရာမလိုဘူးရှိစရာမလိုဘူးဥပဒေကဲတော့အာဏာတည်တော့အမိန့်ဆိုရင်ပြီးသွားပြီအဲ့ဒါဥပဒေပြုရေးမန်တိုင်းဒါပဲတရားစီရင်မန်တိုင်းဆိုလဲတိတ်လွယ်တယ်တရားသူကြီးကဘာလုံးမှလုံးစရာမလိုဘူးစာအိတ်ဖောက်ပြီးတော့ဖွင့်လိုက်ပြီးတော့အထက်ထက်ကကြေညာချက်အပြီးထွက်လာပြီးသားဘလောက်အမိန့်ချလိုက်သည်ဘာပုံမှအရာပေါ့ဆိုပြီးပြီတရားသူကြီးဘာမှအလုံးမလုံးဖဲနဲ့ကိုလာကရနိုင်တယ်ဒီဟာဖတ်လိုက်ကိစ္စပြတယ်အဲ့လိုမျိုးအုတ်ချုပ်ရေးဘိုင်းကပဲအကုန်လုံးလုတ်ခဲ့ရတယ်အခုမန်တိုင်း၃ခုကွဲလာပြီသို့တော့ဒီမန်တိုင်း၃ခုကြားထဲမှာတစ်ခုနဲ့တစ်ခုအပြန်အလှန်နားထောင်တဲ့အလေးထားကျမတို့ရှိရလားထားပါတော့ကျမတို့စီမှာအများကြီးစဉ်းစားအောင်မဲ့မန်တိုင်းနှစ်ခုရှိနေပါတယ်အဲ့ဒါကသရုပ်ထမန်တိုင်းနဲ့နိုင်ငံသားမန်တိုင်းဖြစ်ပါတယ်သရုပ်ထမန်တိုင်းဒီမီဒီယာပါမီဒီယာမှာအားနည်းချက်တွေရှိနေပါတယ်ဘာလို့လဲလို့မေးရင်တစ်သက်လုံးကဝါဒဖြန့်ချီရင်းနဲ့ကြီးရလို့ပါမီဒီယာတင်တန်းကြောင်းကောင်းကောင်းမရှိပါဘူးဝါဒဖြန့်ချီရေးကိုပဲမီဒီယာလို့သတ်မှတ်ပြီးကြီးလာတော့သူတို့ကိုယ်တိုင်ကျင့်သုံးတဲ့အချိန်လေးကြာအောင်မီဒီယာလို့မလုပ်တတ်တော့စာနယ်ဇင်းလို့မကျင့်သုံးတတ်တော့ဘဲနဲ့ဝါဒဖြန့်ချီရေးအတိုင်းပြန်လုပ်ချင်လာတယ်ကျွန်တော်တို့အရင်ကရည်စရာပြောသလိုဟလားသတင်းတွေကိုကျွန်မနိုင်ငံခြားသားတွေပြောလို့ရှိတယ်မြန်မာသတင်းစာတွေဖတ်ရင်ကွဲပြားခြားနားချက်ကတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်နေဆွဲလို့ဒီနေ့သတင်းစာနဲ့နောက်နေ့သတင်းစာမှာခြားနားချက်ကနေဆွဲပဲရှိတယ်တခါလာလဲဟိုကတားတစ်ခုကဝါကြ၃ချောင်းလောက်ကြာသွားတယ်ဘာဆိုယာရုကုံကူကရှိသမျှဝန်ကြီးဌာနရောကော်မတီတွေရောကော်မရှင်တွေရောအဖွဲ့တွေရောအကုန်လုံးကသူတယောက်တည်းကယာရုယူထားတဲ့အခါကျတော့သူ့နာမည်ရောက်အောင်ဖတ်ဖို့စာကြောင်းက၃ချောင်းလောက်တော်တော်သွားတယ်အများကြီးဖတ်လာပြီးအဖော်မက်ကလည်းဒီတစ်ခုတည်းပဲကျွန်မထင်တယ်ဟိုဗာလဲကျောင်းတွေမှာကွက်လက်ဖြည့်ပါလို့မျိုး form ရိုက်ပြီးတော့ရေးလို့ကိုရတဲ့သတင်းကနော်အပြင်မှာလူတွေနောက်ပြီးပြောကြတယ်ပေါ့ဘယ်နေ့ဘယ်ရက်ကဘယ်ဌာနကိုဘယ်လူကြီးကလာပြီးတော့မလိုအပ်သည်များကိုညွှန်ကြား၍လိုအပ်သည်များကိုတည်ဆောင်သွားပါသည်ဆိုတဲ့သတင်းမျိုးပဲဆိုအဲ့ဒီလို format နဲ့အသားကျလာတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ရေးပါဟေ့လို့ပြောတဲ့အခါကျတော့မရေးတတ်ကြတော့ဝါရဖြန့်ချီရေးပဲရေးရင်ကောင်းမလားဝါရဖြန့်ချီရေးဆိုတာတော့အင်္ဂလိပ်လိုပြောရင်ပိုရှင်းပါတယ်ခုနပြောသလိုပေါ့ခန်းရတာတွေများတဲ့အခါမှာပောက်ကွဲလာပြီးတဲ့အခါကျတော့ခန်းရချောင်းတွေပြကျင်လာတဲ့အခါမှာဒါလည်းဝါဒဖြန့်ချီရေးဖြစ်လာတယ် pro government လို့ခေါ်တဲ့အစိုးရကိုပင်းတဲ့ဝါဒဖြန့်ချီရေးဖြစ်ချင်းဖြစ်မဖြစ်ရင် anti government လို့ခေါ်တဲ့အစိုးရကိုဆော်တဲ့ဝါဒဖြန့်ချီရေးမျိုးဖြစ်သွားတယ်မီဒီယာအလုပ်ကောင်းကောင်းမလုပ်တတ်ဘူးဖြစ်သွားတယ်အဲ့ဒါဘယ်သူမှတာဝန်ရှိလဲဆိုတော့250လုံးလုံးအဲ့ဒီဝါဒဖြန့်ချီရေးဒေါ်ထဲမှာပြစ်ထားတဲ့သူတွေမှာတာဝန်ရှိတာပေါ့ဒီနေ့ဒီချိန်ထိဟလာဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကခုနဒီတိုင်းပဲဒီသတင်းတွေထိရောက်ရဲ့လားဒီသတင်းတွေကိုလူတို့ကဘလောက်ထိသုံးဆွဲလိုက်တယ်လဲစားသုံးလိုက်တယ်လဲယုံကြည်လိုက်တယ်လဲပြန်နားထောင်တဲ့အစီအစဉ်မရှိခဲ့တာ250လုံးလုံး TV ထဲမှာကိုယ်သတင်းပါနေရင်စာမျက်နှာပေါ်မှာကိုယ်သတင်းပါနေရင်အလုပ်ဖြစ်နေပြီလို့ပဲထင်ခဲ့ကြတယ်ဒီသတင်းတွေကိုလူတို့ကဘယ်အတိုင်းတာထိယုံကြည်ပြီးတော့ဘယ်အတိုင်းတာထိမယုံကြည်ဘူးလဲဘယ်ကိစ္စမျိုးမှတော့ဟလာဘယ်အချက်လက်တွေကိုလူတို့ကအောင်းကိုးနေရတယ်ဘလို့သတင်းမျိုးကိုလိုချင်နေတယ်မိုးလေဝသသတင်းလို့သတင်းမျိုးဒီလိုဘယ်ကိစ္စတွေကိုတော့လူတို့ကပို့ပြီးတော့ဟလာနိုင်ငံသားမန်တိုင်ကြီးကပို့ပြီးတော့တောင်းတနေတယ်ဆိုတာကိုနည်းနည်းမှနားမဆွင့်ခဲ့ကြအောင်ဘာမှနားဆွင့်မဲ့ mechanism လည်းမရှိဘူးဒါဒီနေ့ဒီချိန်ထိဖြစ်နေတဲ့ပြဿနာကျွန်မသွားလျက်မှာအဲ့ကိစ္စတခုထပ်ပြောပါတယ်အရင်ခေတ်ကနေတွေမှာဒေတာဆိုင်ရာစာဆောင်များမပေါ်ဘူးဆိုတာအင်မတန်သဘာဝကျတဲ့အဖြစ်ပါ။ဘာကြောင့်လဲလို့မေးလို့ရှိရင်စာပေစီစီရေးကိုဂျာနယ်တစ်စောင်အတွက်ကျမတို့3ချိန်တင်ရပါတယ်။ဒ
ပတ်တစ်ခါထုတ်တဲ့ဂျာနယ်တစ်စောင်3ချိန်တင်ရတာဟာဒိုင်ဦးကနေစာပေစီစီရုံးကရန်ကုန်မှာပဲရှိတဲ့ခါကြတော့ဒိုင်ဦးကနေဂျာနယ်တစ်စောင်ထုတ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စရန်ကုန်အခြေစိုက်မီဒီယာတွေကဒီသတင်းကိုရအောင်မလိုက်နိုင်ရဖို့လည်းအမှန်တန်ခက်တယ်ပန်လာရင်လည်းတခြားဟာနဲ့မျှပြီးနေရာပေးရတဲ့အတွက်ကြောင့်ဘယ်တော့မှလုံလောက်မပေါ်ပြအောင်အဲ့တော့ကျမတို့ကဒီလိုရန်ကုန်မှအပဟလာပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်မျိုးသားလွတ်တော်များမှအပကျန်တဲ့လွတ်တော်များနဲ့ကျန်တဲ့အစိုးရများဘာလုပ်နေလဲဆိုတာသိဖို့ကိုတော်တော်ခက်ခဲလာအဲ့ဒီလွတ်တော်ကိုယ်စားလှယ်များနဲ့အဲ့ဒီအုပ်ချုပ်ရေးပိုင်းကလူတွေကရောသူတို့ဒေသမှာနေတဲ့လူတွေဘာတွေဖြစ်နေလဲဆိုတာသိအောင်ဘယ်လိုလုပ်တယ်လဲခုနပြောသလိုအုပ်ချုပ်သူတယောက်တည်းနဲ့3,900စီကအတန်ကိုတယောက်ချင်းလိုက်နားထောင်လို့လွယ်ပါမလားဆောက်ပေဟောပြောပွဲလုပ်တယ်ဆိုတဲ့ဒီလိုပွဲမျိုးမှာတော့လူဘယ်နှယောက်လာနိုင်လို့လဲအဲ့ဒီအတွက်ကြောင့်မလို့ဒီအများစုရဲ့အတန်ကိုလွတ်လွတ်လပ်လပ်ထင်ဟပ်ပေါ်ပြတဲ့စာဆောင်ဂျာနယ်တွေဒေသဆိုင်ရာအလိုက်ပေါ်ဖို့ကောင်းပြီလို့ပြောတာဖြစ်ပါတယ်ဒီလိုနီးနဲ့ကျမတို့အပြန်အလှန်နားထောင်သွားတော့မှသူ့အိမ်မဲနဲ့ကိုယ့်အိမ်မဲနဲ့တစ်ထပ်သေးကြရဲ့လားမိဘရဲ့အိမ်မဲနဲ့သားသမီးအိမ်မဲတစ်ထပ်သေးမကြတဲ့အတွက်ကြောင့်မလို့ကျမတို့အုံနှောက်ယူစည်းမှုတွေအများကြီးဖြစ်ပါတယ်စစ်ကြောင်းရောက်လာတဲ့အများစုဆရာဝန်ဖြစ်နေတစ်သက်လုံးမလုပ်စားတော့အဖေအမေကအိမ်မှာဘွဲလက်မှတ်ရဲ့ဗာလဲဘွဲဝတ်စုံနဲ့ဓာတ်ပုံလေးချိတ်ချင်တယ်အဲ့ဒီဟာကိုသားသမီးကဖြည့်ဆည်းပေးလိုက်တယ်9နှစ်ပြီးသွားပြီတစ်သက်လုံးဆရာဝန်လည်းမလုပ်စားတော့သူ့အိမ်မဲနဲ့ကိုယ့်အိမ်မဲနဲ့တစ်ထပ်သေးမကြတဲ့အတွက်ကြောင့်မလို့နိုင်ငံတော်ကပါဆုံးရှုံးတယ်အုံနောက်ယုံစည်းမှုအပြင်ကိုယုံစည်းတာမဟုတ်တော့အတွင်းမှာပါယုံစည်းတယ်သူ့အိမ်မဲနဲ့ကိုယ့်အိမ်မဲနဲ့တစ်ထပ်သေးကြဖို့ဆိုတာသူ့အိမ်မဲပါလဲကိုယ့်အိမ်မဲပါလဲဆိုတာသိဖို့လိုပါတယ်သိဖို့လို့နားဆိုင်ထောင်ဖို့လိုပါတယ်အဲ့ဒီလိုမျိုးအပြန်အလှန်မှနားဆိုင်မထောင်ဘူးဆိုရင်ရှေ့ကိုကျမတို့ဘယ်လိုမောင်းနှင်မလဲရှေ့ကိုဘယ်လိုသွားမလဲတနိုင်ငံလုံးအတိုင်းအတာကိုမေ့ထားပါဦးတော့ဒိုင်ဦးဆိုတဲ့အတိုင်းအတာလေးမှာတော့မှဒိုင်ဦးသူဒိုင်ဦးသားတွေရဲ့လက်ရှိပြဿနာကဘာလဲဘယ်ဟာအခက်အခဲရှိနေတာလဲဘယ်အရာတွေကိုစိုးရွံ့နေရတာလဲဘယ်အရာတွေပေါ်မှာကျဉ်နဲ့အားရမှုဖြစ်နေတယ်လဲဘယ်ကိစ္စတွေကိုတော့ဘလို့ဖြစ်စေချင်နေတာလဲဒါတွေဟာအပြန်အလှန်ပြောဆိုဆွေးနွေးသွားကြမှသာလေအပြန်အလှန်နားဆိုင်ကြမှသာလေပေါ်ထွက်လာနိုင်တဲ့အရာဖြစ်ပါတယ်ဟေးတို့ရက်တို့ဒေတာမှာတော့ဒါတော့ရှိကောင်းတယ်လောက်ကြမယ်ဟိုဟာတော့ရှိကောင်းတယ်လောက်ကြမယ်ဆိုပြီးတော့လိုမယ်ထင်တဲ့ဟာတွေကိုကလိုမယ်ထင်တဲ့ဟာတွေကိုဖြည့်ဆည်းပေးပြီးတော့ကိုယ့်ရည်ရွယ်ချက်ကကောင်းပါလေခုနပြောသလိုကျွန်မဒီသွားလျာမှာဟလာဒါတော်ဝင်နှင်းစီပွဲတော့လည်းကျွန်မပြောမှုပါတယ်နာရေးကူညီမှုအသင်းတို့အခမဲ့ဆေးပေးကန်းတော့ကျွန်မကိုယ်တိုင်အခမဲ့ဆေးပေးကန်းတခုမှထိုင်နေတဲ့သူပါသို့တော့အဲ့ဒီကိစ္စတွေကလိုအပ်ချက်ကိုအခြေခံပြီးပေါ်ထွက်လာတာမဟုတ်ဘူးဆိုလို့ရှိရင်ပလိုင်းပေါက်နဲ့ဖားကောက်လိုပဲဘယ်တော့မှပြည့်အောင်ဖြည့်နိုင်တဲ့အရာတွေမဟုတ်ဘူးဥပမာဆိုရင်နာရေးကူညီမှုအသင်းလို့ပေါ့ကျွန်မလူငယ်တွေကိုမေးတယ်ဒီမြို့ရွာတေးသေးလေးတွေမှာပရဟိတလုပ်ပါတယ်လို့ပြောရင်ဟာဟုတ်ပြီဘာပရဟိတလုပ်တယ်လဲနာရေးကူညီမှုအသင်းလုပ်တယ်ကျွန်မပြန်မေးတယ်ဒီမြို့ဒီရွာမှာလူဦးရေဘယ်လောက်ရှိသလဲတစ်လောက်ကိုဖြားမြဘယ်နှယောက်သေးတယ်လဲတခါတလေမှာတစ်လောက်ကိုဖြားမြသေးတာလူ20မပြည့်ဘူးအဲ့တော့အဲ့အသင်းနာရေးကူညီမှုအသင်းထဲမှာလူငယ်ဘယ်နှယောက်ပူးပေါင်းပြီးလုပ်နေလဲလို့ပြီးတော့လူ200လုပ်နေတာဖြစ်အဲ့လိုဆိုရင်လူတစ်လလူ20လောက်ရဲ့ဟလာနာရေးကိစ္စအတွက်လူ200အားထုတ်နေတယ်ဆိုရင်ကျမတို့ကတကယ်ရောအလုပ်ဖြစ်ရလားဆိုရင်ပေတံနဲ့အလုပ်ဆိုတာရွေ့မှာအလုပ်ပေါ့နော်တကယ်ရောအလုပ်ဖြစ်ရလားကျမအဲ့ဒီတုန်းကတော်ဝင်နှင်းစီတုန်းကပြောပြပါတယ်အဲ့လိုသာလုပ်နေကျမတို့ကယုံပြေးတယ်လို့ဖြစ်မယ်နော်ဆိုတာတခြားနိုင်ငံတွေအိန္ဒိယနိုင်ငံတွေကိုအမိလိုက်ဖို့လို့အတွက်ကတော့ကျမတို့ကပြေးမှာရမှာနော်တလှမ်းချင်းနှမ်းလို့မရအောင်မာရသွန်ပြေးရမှာမာရသွန်ပြေးရင်းနဲ့ဟလာယုံနဲ့လိတ်ပုံမြင်နေရလို့ပဲအေးဆေးပါကွာငါတို့မှာတဘာဝတရားဇာတာတွေကလည်းပြည့်နေတာပဲဟလာဇာတိပုံညာဂုံမာနတွေနဲ့โอเคဘယ်သူမှ view site ဆရာမလို့တမေးလောက်တော့ရပါလေဆိုပြီးအိတ်လိုက်တယ်လို့ဖြစ်သွားမှာဆိုလို့ပြပါတယ်တကယ်လိုအပ်တဲ့အလုပ်တွေကိုတကယ်လိုအပ်တဲ့အင်အားနဲ့ထိထိရောက်ရောက်လုပ်မှကျမတို့ကရွေးတာပါတကယ်လိုအပ်ချက်မကြီးမားတဲ့အလုပ်တွေကိုလိုတာထက်ပိုပြီးအင်အားသုံးနေကြခြင်းအရွေးကိုမဖြစ်စေပါဘူး
အဲ့ဒါဘာကြောင့်လဲဆိုတဲ့အခါကျတော့လိုမယ်ထင်တာကိုလုပ်ပေးတာဖြစ်ပြီးတော့လိုတာကိုလုပ်ပေးတာမဟုတ်ပါဘူးကောင်းမယ်ထင်လို့လုပ်ပေးတာပါစေတနာမပါဘူးလို့ကျွန်မဘယ်တော့မှတန်တရားမဖြစ်ပါဘူးဒီအလုပ်တွေကစေတနာပါမှလုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ်စေတနာပါလုပ်ပါတယ်သို့တော့လိုမယ်ထင်လို့ကောင်းမယ်ထင်လို့လုပ်တာမျိုးတွေဖြစ်နေပါတယ်တကယ်လို့တကယ်ထိရောက်လို့တကယ်သင့်တော်လို့လုပ်တဲ့အလုပ်တွေမဟုတ်ပါဘူးအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ဒီဒေတာခံတွေရဲ့တူးချင်းရဲ့အတန်နားထောင်တဲ့နားထောင်ဖို့နားထောင်နည်းနားထောင်ဖို့ကြိုးစားခြင်းဒါအားနည်းတယ်လို့မြင်ပါတယ်အဲ့တော့နောက်တစ်ခုကဟုတ်ပြီနားထောင်မဲ့လူရှိပါပြီတဲ့ပြောတတ်ရဲ့လားကိုဘာလို့လဲဆိုတာကိုထိထိရောက်ရောက်ပြောတတ်ရဲ့လားကိုဘာခွင့်ရေးတွေဆုံးရှုံးနေတယ်ဆိုတာကိုဟုတ်တိပတ်တိပြောရဲ့လားပြောတတ်ရဲ့လားကိုအခွင့်ရေးဘာရှိတယ်ဆိုတာမှမသိရင်ဘာဆုံးရှုံးနေဆိုတာကိုဘလို့မှပြောတတ်စရာအကြောင်းမရှိပါဘူးကိုဘာခွင့်ရေးတွေရှိတယ်ကိုရဲ့ရပိုင်ခွင့်ဟာဘာဆိုတာကိုကိုယ်တိုင်သေချာသိဖို့ကိုဆုံးရှုံးနေတာကိုကိုပြောပြတတ်ဖို့ကိုခံစားနေတာကိုသူများနားထောင်ခြင်းအောင်နားထောင်နိုင်သွားအောင်နားဆွင့်ခြင်းသွားအောင်နားဆွင့်နိုင်သွားအောင်ပြောတတ်ဖို့အဲ့ဒီအတွက်လည်းကျမတို့ရဲ့နိုင်ငံသားများဒေသခံများစူးစမ်းအထောက်ဖို့လိုပါတယ်အဲ့ဒီအတွက်အလွယ်ဆုံးနဲ့ဖြတ်လန်းကိုသုံးပြီးတော့နီးပေးပါပြောရင်စဖတ်ပါပညာရေးစနစ်ကြီးပျက်စီးနေတာအထူးပြောစရာမရှိပါဘူးပညာရေးစနစ်ပြင်ဖို့ဆိုလို့ရှိရင်ကျမတို့နှစ်ပေါင်းများစွာကြာပါတယ်ဒါပေမဲ့ဒီနေ့စာအုပ်တွေလုံလောက်ထွက်နေပါတယ်ကျမပြောတာလုံလောက်လို့ပြောပါတယ်တကယ်လဲလုံလောက်ထွက်နေတာတွေရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ရှာဖတ်ဖို့ပြောပါတယ်မျက်စိရှိရောက်လာမှကောက်ကင်တာမျိုးမဟုတ်ပဲနဲ့ကိုရီးယားကားတော်မှာနော်ကြည့်ချင်း TV ခလုတ်ဖွင့်ပြီးတော့အဲ့ဒီ channel ကိုရွေးပြီးမှကြည့်ရသေးတာဆိုတော့စာအုပ်ကိုလည်းအဲ့ဒီလိုလုပ်စေချင်ပါတယ်ကျွန်မအင်မတန်တောကြိုအုံများဖြစ်တဲ့ရွာလေးတွေကိုဒီစာပေဟောပြောပွဲစီစဉ်သူများကျေးဇူးနဲ့ကျွန်မအခုရောက်ပါတယ်ရောက်တဲ့အခါတိုင်းမှာဘာသတိထားမိလဲဆိုတော့လူငယ်များရဲ့ဝတ်စားဆင်ရင်မှုအရာဒီခက်နောက်မကြပါအောင်ခင်မိပါတယ်ဒီပစ္စည်းနဲ့ဒီ fashion design တွေကိုသူတို့ရွာအရောက်တဲ့အားထုတ်မှုသူတို့မှာရှိနေလို့ပါစူးစမ်းအားထုတ်ပြီးတော့လုပ်ပါတယ်ဒါပေမဲ့ဘဟုတုတအရာအမျှော်အမြင်အရာအဲ့ဒီလိုအရာတွေမှာတော့ခင်မမိပါဘူးဒါအပွင့်လင်းဆုံးပြောတာဒါကိုကျမတို့ဝန်ခံရပါလိမ့်မယ်အဲ့တော့အဲ့ဒီအရာတွေခင်မိရအောင်လို့ဟုတ်လားမရှိတဲ့မူလာတန်းကျောင်းရှိအောင်လုပ်ဖို့လို့ဟုတ်လားအခမဲ့စာသင်ကျောင်းပေါ်ဖို့လို့ဆိုတဲ့ကိစ္စဒီတော်တော်လေးအားထုတ်ရတဲ့ကိစ္စဖြစ်ပါတယ်တခါစာတက်တဲ့တိုင်အောင်အရေးအဖက်အတွက်ဆိုတဲ့အာသုံးလုံးတော်ကြေပါရဲ့စာမဖတ်ဘူးဆိုလို့ရှိဘာမှမထူပါဘူးအဲ့အတွက်စာဖတ်စေချင်တာပါစာဖတ်ခြင်းအပြင်ကိုယ်မှာရနိုင်တဲ့ရပိုင်ခွင့်ဘာတွေရှိတယ်ဆိုတာကိုတိတိကျကျပိုသိပါလိမ့်မယ်စာဖတ်ခြင်းအပြင်ကိုယ်ဆုံးရှုံးနေတဲ့အခွင့်အရေးဘလို့နည်းနဲ့တောင်းတင်တယ်ဆိုတာပိုသိပါလိမ့်မယ်ဒီတိုင်းပေါ်နေုံနဲ့အခွင့်အရေးတောင်းတယ်လို့ပြောလို့မရပါဘူးတောင်းတမှာဖြစ်ပါတယ်နော်အဲ့တော့ဘလို့နီးနဲ့စနစ်တကျနီလန်းတကျနော်ဘသူမှထိခိုက်နစ်နာစရာမရှိဘဲနဲ့ကိုယ့်ရဲ့ရပိုင်ခွင့်လည်းမဆုံးရှုံးအောင်လုပ်နိုင်တဲ့နီလန်းဆိုတာကတယောက်နဲ့တယောက်ခုနပြောသလိုကျမပြောခဲ့တဲ့နမူနာလူငယ်တွေဘာကြောင့်လမ်းမရောက်သွားလဲလူကြီးတွေနားမထောင်ပေးဘူးလက်ဖက်ဆိုင်သွားတယ်အချင်းချင်းပြောတယ်အချင်းချင်းတိုင်ပင်တာကိုငါကတော့ဒီလိုဖြစ်နေပြီဒီလိုခံစားနေရပြီဘလို့ဖြစ်နေတယ်သူ့ကိုရဲမဲ့သူမဟုတ်ဘူးဖလားလှောင်မဲ့လူမဟုတ်ဘူးအချင်းချင်းသူတို့အချင်းချင်းပြန်အကြံဉာဏ်ပေးတော့ငကောကမှဒီလူငယ်တွေထဲမှာအညှော်အမြင်ကြီးကြီးမားမားမရှိတဲ့အခါကျတော့ပေးလိုက်တဲ့အကြံဉာဏ်ဒီကောင်းတဲ့အကြံဉာဏ်ဖြစ်ကောင်းမှဖြစ်သွားတယ်အဲ့ခါကျတော့နစ်နာသွားတယ်အဲ့လိုသဘောပဲလုံလောက်တဲ့ဘုဒ္ဓမရှိတဲ့သူချင်းချင်းကပြန်ပြီးပေးတဲ့အကြံဉာဏ်ဆိုရင်ကျမတို့နိုင်ငံကျမတို့လူအဖွဲ့အစည်းတွေဘလို့မှအကျိုးမရှိနိုင်အဲ့ဒီအတွက်ကြောင့်စာဖတ်စေချင်တာအဲ့ဒီလိုအကြံဉာဏ်တွေကိုစာဖတ်ခြင်းအပြင်လွယ်နဲ့ရပါတယ်အရေးအဖတ်အတွက်ဆိုတဲ့၃ခုလေးကြေယုံနဲ့စာဖတ်လို့ရနေပါပြီစူးစမ်းဖတ်ပြီးတော့တဖြည်းဖြည်းဟလာနည်းနည်းတဲ့စာပေတွေဘက်ကိုလိုက်သွားမယ်ဆိုလို့ပို့ပြီးတော့ထိရောက်ပြင်မယ်အခြေခံဖတ်နိုင်တဲ့အနေအထားတွေရှိပါတယ်စာဖတ်ဖို့ပြောတဲ့အချိန်မှာကျွန်မသတင်းဂျာနယ်များဆိုတဲ့မဂ္ဂဇင်းများဆိုတဲ့ဟာတွေမကောက်စာအုပ်တွေပါဖတ်စေချင်တာကိုပြောတာပါတခါတလေမှာပြောလိုက်လို့ရှိရင်
နားလည်ဖို့လွဲသွားမှာဆိုလို့ပါဟုတ်လားညာတော်ရင်ဟာဖတ်ပါတယ်ဘာဖတ်လဲလို့မင်းကျွန်မတို့ဂျာနယ်နာမည်တွေရွတ်ပြတယ်စာဖတ်တယ်လို့ပြောရင်အဲ့ဒါနဲ့တည်းမပြီးပါဘူးเนาะစာပေဆိုတာကတကယ်ကျမတို့ literature လို့ခေါ်တဲ့စာပေဆိုတာကဒီထက်ပိုပြီးတော့အဖိုးထိုက်တန်တဲ့အရာဒီထက်ပိုပြီးတော့ဖွင့်ဆိုရှင်းပြနိုင်တဲ့အရာသတင်းဆိုတာဖွင့်ဆိုမရှင်းပြနိုင်တာများပါတယ်ကျမတို့ညာတော့ပြင်အသိပဲပေးပါတယ် inform ဆိုတဲ့တတိအသိပေးတာပဲလုပ်ပါတယ် interpret ဆိုတဲ့ဖွင့်ဆိုရှင်းပြတဲ့အဆင့်အထိကိုကောင်းကောင်းမရောက်နိုင်သေးတဲ့အချိန်မှာအဲ့ဒီအတွက်ကြောင့်စာအုပ်တွေဖတ်စီချင်ပါတယ်တုဒ္ဒစာပေယတ္တစာပေရှိသမျှစာအုပ်စာပေတွေဖတ်ခြင်းအားဖြင့်ကိုယ့်ရဲ့ပြောရေးဆိုခွင့်ဟလာလွတ်လပ်စွာပြောရေးဆိုခွင့်ကျမတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့လွတ်လပ်စွာပြောရေးဆိုခွင့်ကိုအကောင်းဆုံးကာကွယ်ဆောင်ရှောက်နိုင်မယ့်နည်းလမ်းဒီစာဖတ်ခြင်းပါပဲစာဖတ်မှကိုပြောချင်တာကိုမှသူများနားလည်အောင်မပြောတတ်ရင်ဘလောက်ပဲလွတ်လပ်စွာပြောရေးဆိုခွင့်တွေရှိကျမတို့ပြောသလိုအိမ်မက်သလိုအိမ်မက်ထဲမှာအင်မတန်လှပစမ်းကြယ်ပြီးအင်မတန်ကောင်းတဲ့အိမ်မက်ကိုမက်တယ်သူများကိုပြန်ပြောပြချင်တယ်ဒါပေမဲ့ तू နေတယ်ဘယ်လိုလုပ်ကြမလဲစာမဖတ်တဲ့သူတွေကအင်မတန်စိတ်ကူးစိတ်တန်းကောင်းပေမဲ့ကိုပြောတာကိုသူများနားလေသွားအောင်သူများသဘောပေါက်သွားအောင်သူများလက်ခံသွားအောင်ပြန်မပြောတတ်ရင်နဲ့ဘာများချတော့လဲစာမဖတ်ခဲ့တဲ့သူတွေကဒီပြဿနာရှိနေတာပါအဲ့ဒီတော့ကြောင့်မလို့စာဖတ်ပါကျမတို့လူဖွဲ့စည်းထဲမှာအိမ်ကစပြီးကျောင်းအလယ်ရုံးအစုံရုံးဆိုတဲ့အခါမှာနော်ရုံးတော်လွှတ်တော်လို့ခေါ်တဲ့တရားရုံးများလွှတ်တော်များအုပ်ချုပ်ရေးရုံးများပေါ့နော်ဒါတွေအကုန်ကျုံးဝင်သွားမှာပေါ့အဲ့ဒီအစုံအားလုံးကြားထဲမှာအပြန်အလှန်နားထောင်ဖို့ကြိုးစားပါအပြန်အလှန်ပြောနိုင်အောင်လဲစဖတ်ခြင်းအပြင်ပြင်ဆင်ပါဒီနည်းနဲ့ကျမတို့ရဲ့လူဖွဲ့စည်းကိုပြောင်းလဲအောင်ဆောင်ရွက်ကြပါစို့လို့ပြောရင်းညီကုန်းချုပ်ပါတယ်